အားလုံးပဲမင်္ဂလာပါဗျအဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်တို့အနေနဲ့ပေါ့ computer basic class အတွက်ပထမဦးဆုံး introduction လုပ်မယ့်ဗီဒီယိုဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာအဓိကပြောချင်တဲ့အကြောင်းကကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ computer basic နဲ့ပတ်သက်ပြီးတော့တော်တော်များများသောတွေးရသမျှမေးသမျှသူတွေထဲမှာပေါ့နားလည်မှုလွဲနေရလေးတွေရှိတာကြောင့်ကျွန်တော်အနေနဲ့ဒီ computer basic course လေးကိုဖန်တီးပြီးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီ course လေးကို free course အနေနဲ့လုပ်ဖြစ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ computer basic လို့ပြောလိုက်ရင်ပေါ့တော်တော်များများကသိတာက Microsoft Office တွေသုံးမယ် Word Excel PowerPoint သုံးမယ်စာလေးရိုက်မယ်ပေါ့နော်အဲ့တော့တကယ်တမ်းအဲ့ဒါတွေအကုန်လုံးကိုနားလေသိသွားပြီဆိုရင်တော့မှ computer basics လို့ပြောလို့မရပါဘူးအဲ့ဒါက Microsoft Office usage တာဖြစ်ပါတယ်အဲ့တော့ computer basics ကိုနားလေသွားတဲ့သူတယောက်ကကိုနဲ့ကိုက်ညီမဲ့အသုံးဝင်မဲ့ computer တွေကိုယ့်ဘာကိုရွေးချယ်လို့ရတယ်ပြီးတော့ကိုဝယ်ယူထားတဲ့ computer ပေါ်မှာကိုကြိုက်တဲ့နှစ်သက်ရာเนาะဒီ operating system တွေကိုသုံးလို့ရတယ်ပေါ့เนาะအဲ့တော့အဲ့လိုမျိုးစီမံခန့်ခွဲနိုင်တဲ့အနေအထားရှိမှ computer basics လို့ပြောလို့ရတယ်အဲ့တော့ computer basics လို့ပြောလိုက်ရင် computer ကဘာလဲဆိုတာတော့သေချာမသိဘဲနဲ့တော့ပြောလို့မရပါဘူးအဲ့တော့ပြဿနာကဘာလဲဆိုရင်ကျွန်တော်တို့အနေနဲ့သင်တန်းနေသင်တဲ့အခါပေါ့เนาะအဲ့တော့ကျွန်တော်ကပုံမှန်အားဖြင့်ဒီ computer basics အပိုင်းကိုသင်လေးမရှိပါဘူးသင်ဖို့လည်းစီစဉ်မရှိခဲ့ပါဘူးကျွန်တော်ကအဲ့ဒီ computer basics ပိုင်းကိုပြန်ပြီးပြောပြရတာပြင်းလို့ပေါ့เนาะအဲ့တော့တကယ်တမ်းပြောရမယ်ဆိုရင်ကျွန်တော်အတွက်တော့ဒါတွေပြန်သင်ရတာတော်တော်ပြင်းစရာကောင်းပါတယ်ပို့ဆိုးတာကျွန်တော်ကိုယ်တိုင်က computer basic ဆိုတဲ့မြန်မာပြည်ကဘယ်သင်တန်းကိုမှမတက်ခဲ့ဘူးပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့တွေဘလို့သင်နေလဲဆိုတာလည်းတကယ်တမ်းမသိခဲ့ပါဘူးကျွန်တော်သိကျင်တဲ့အကြောင်းအရာတွေအကုန်လုံးကိုကျွန်တော်ကကိုယ့်ဘာသာကို research လုပ်ပြီးလေ့လာရတယ်ပြီးတော့တခြားသူတွေစီကနေပြီးတော့ပေါ့နော်အဲ့တော့မြင်စရာကြားစရာအနေနဲ့ကျွန်တော်တို့လေ့လာခဲ့ရပါတယ်ကျွန်တော်လေ့လာခဲ့တဲ့ကာလတွေတုန်းကအဲ့ဒါမျိုးပဲအဓိကလုပ်ခဲ့ရတာပေါ့နော်အဲ့တော့ကိုယ့်ကိုအောက်ကိုရတဲ့ system တွေထဲမှာရှိတဲ့ manual တွေ help တွေကိုတိကျဖတ်ပြီးတော့မှလေ့လာခဲ့ရတာမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကိုယ်တိုင်က computer အခြေခံသင်တန်းတွေလည်းမတက်ခဲ့ဘူးဖြစ်တဲ့အတွက် computer အခြေခံဆိုတာနဲ့ပတ်သက်ရင်ပေါ့လေ course တွေမှာဘယ်လိုမျိုးသင်လေးရှိတယ်ဆိုတာကိုကျွန်တော်တကယ်တမ်းမသိခဲ့ဘူးအမှန်ပါပဲသို့တော့နှစ်တည်ကြာလာတဲ့အခါပေါ့နော်အဲ့တော့ကျွန်တော်စီမှာအမှန်တိုင်းပြောရရင်မကြာခဏပဲ computer basics မဖွင့်ဘူးလားမသင်ဘူးလားဆိုတဲ့မေးခွန်းတွေရှိပါတယ်ခဏခဏကြုံရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ထင်တာက computer basics ဆိုတာက computer basics သင်တဲ့ class တွေအများကြီးရှိနေတဲ့ခေတ်မှာ online ကနေလည်းတက်လို့ရတယ်ပြီးတော့ကျွန်တော်တို့အပြင်မှာတက်ရင်လည်းတက်လို့ရတယ် computer basics class တွေအများကြီးပဲအဲ့တော့ကျွန်တော်မှမရှိတဲ့ computer basics certificate တွေတောင်မှထုတ်ပေးနိုင်တဲ့သင်တန်းတွေအများကြီးပဲရှိနေတာဘာဖြစ်လို့အဲ့လိုမျိုးမေးကြတာလဲပေါ့နော်အဲ့တော့ကျွန်တော်ကတည်ချာချာအဲ့ဒီအပိုင်းကိုမစူးစမ်းမိဘူးပေါ့လေနော်ဆိုတော့တကယ်တမ်းကျွန်တော်တို့နောက်ွယ်မှာတွေ့လာရတာကအချိန်ကြာလာတာနဲ့အမျှပေါ့နော်အဲ့တော့အထူးသဖြင့်ဆိုရင်ကျွန်တော်ဆိုရင်ဒါ ethical hacking เนาะ penetration testing တို့မဟုတ်ကျွန်တော်တို့ red teaming ဘိုင်းနေတင်တယ်အခုနောက်ပိုင်း malware analysis နဲ့ cyber security ပေါ့เนาะ cyber security ဒီ area တစ်ခုလုံးကို cover ဖြစ်နိုင်အောင်လို့เนาะ blue team ဘိုင်းနေပါတင်လာပြီပေါ့เนาะအဲ့တော့ဘာတွေ့ရလဲဆိုရင်ကျွန်တော် class တွေမှာ computer basics ရတဲ့သူတွေကိုလက်ခံပြီးသင်ကြားပြီးတဲ့အခါမှာပြဿနာစပြီးတွေ့တယ်ပေါ့တချို့က computer basics သင်တန်းလေးသင်ပြီးသွားပြီတကယ်လေးတက်တယ်ဒါပေမဲ့တကယ်တင်တီးချိုက်တဲ့ဟာတွေဘာတစ်ခုမှသိမနေတာတွေ့ရပါတယ်အဲ့ဒီမှာကျွန်တော်စပြီးတော့အန်အောမိသွားတာပေါ့နော်အဲ့တော့သူတို့ကသင်တန်းတီးချာမတက်လို့များမသိတာလားဒါမှမဟုတ်ရင်ဘာကြောင့်မသိတာလဲပေါ့နော်
အဲ့တော့ကျွန်တော်ကအစတုန်းကထင်လိုက်တာကတင်းနှန်းသားတွေကတင်းနှန်းမှာတီရှာမလုံးကြလို့เนาะဒီ computer physics ကိုတီရှာနားမလဲတာလို့ယူဆခဲ့ပါတယ်အဲ့တော့တိုးတော်လေးပဲအချိန်ကာလကြာလာတာနဲ့အများကျွန်တော်နားလေလာတာက computer physics လို့ပြောပြီးမြဲတင်းနှန်းတော်တော်များများက Microsoft Office ကိုတင်နေတာဖြစ်ပါတယ်အဲ့ဒါ computer physics မဟုတ်ပါဘူးတချို့ဆိုရင်ဘလောက်တောင်ဆိုးလဲဆိုရင်တဲ့ရှေ့ကနော် session ကတင်နန်းသားတွေတင်သွားခဲ့ပြီးဖွင့်ထားခဲ့တဲ့အတိုင်း computer နဲ့ဆက်ပြီးတင်ရပါတယ် computer power တော့မဖွင့်တတ်ဘူးဆိုတော့လူတွေမဖွင့်မပိတ်တတ်ဘူးဆိုတဲ့လူတွေတွေ့လာရတယ်အဲ့ဒီခါမှာတော့ကျွန်တော်အနေနဲ့အကြီးအကျယ် shock ဖြစ်သွားပါတယ်ဆိုတော့ဒီ course ကဘသူကိုမှထိခိုက်စေလို့တဲ့ရည်ရွယ်ချက်မရှိပါဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ဒီကျွန်တော်တို့မြန်မာပြည်မှာပေါ့နော် computer basics နဲ့ပတ်သက်ပြီးတော့တေချာလေးတိမြင်တက်ကြွတဲ့သူတွေဖြစ်ပေါ်လာစေခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်ဒီ course ကို free course အနေနဲ့တင်ပေးဖို့စဉ်းစားစီစဉ်ခဲ့ပြီးတော့မှဒီဗီဒီယိုတွေကိုဖန်တီးဖြစ်ပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်အစတုန်းကတော့ Telegram group ထဲမှာပဲတည်တံ့တင်မလို့ပါပဲတိုးတော်လည်းပဲပေါ့နော်အဲ့တော့မမြင်လိုက်တဲ့ Telegram group အကြောင်းမသိလိုက်တဲ့သူတွေပါသိစေခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်က YouTube မှာတည်တံ့ playlist တစ်ခုအနေနဲ့ဆက်ပြီးတော့ဖန်တီးပေးဖို့စဉ်းစားမိသွားပါတယ်အဲ့တော့ဒါကဒီ course လေးဖြစ်လာပုံအကြောင်းကိုမိတ်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့ course introduction တည်တံ့ပါပဲเนาะအဲ့တော့နောက် computer မှာ နောက်ထပ်သင်ခန်းစာမှာကျွန်တော်တို့က computer ဆိုတာဘာလဲဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးပြသွားပါအောင်မယ်ဆိုတော့အားလုံးပဲကျွန်တော်တို့ဒီ YouTube channel လေးကို subscribe လုပ်ထားနိုင်ပါတယ်နောက်ထပ်သင်ခန်းစာတွေကိုဆက်ပြီးတော့တင်ပြသွားပါအောင်မယ်ဗျအားလုံးပဲနောက်သင်ခန်းစာမှာပြန်ဆုံရအောင်ပါ thank you